Hello ရေတိမ်တဲ့နေရာမှာပဲနေနော် Stay in the shallow water. Stay in the shallow water. ပင်လယ်ကြီးကိုကြည့်ပါဦး Look at the ocean. Look at the ocean. အရေးရတဲ့နေရာသွားရှာရအောင် Let's find a shady spot. Let's find a shady spot. Shady ဆိုတာကြအရေးရတော့ spot ကကြနေရာပေါ့နော်နေကမျက်မှန်တက်လိုက်အောင် Put on your sunglasses. Put on your sunglasses. ရေနှစ်ပိုင်းနဲ့ထိမသွားနဲ့နော် Don't go too deep. Don't go too deep. ရေထဲကတက်ရမယ့်အချိန်ရောက်ပြီ Time to get out of the water. Time to get out of the water ပဲဖြစ်ပါတယ်အတန်းတစ်လေးဖွင့်ဖို့ရှိပါတယ်ပထမဆုံးအတန်းလေးကတော့မိမိတို့အတွက်ပဲဖြစ်ပါတယ်ပထမအဲ့ဒီအတန်းလေးမှာဆိုလို့ဆိုရင်တော့မိမိတွေကတတမိမိလေးတွေကိုနေ့စဉ် English လို့ပြောဖို့အတွက်လေ့လာသင်ယူရမှာပဲဖြစ်ပါတယ်နေ့စဉ်ပြော English လေးပေါ့နော်လေ့လာသင်ယူရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တတမိမိလေးတွေအတွက်ပဲဖြစ်ပါတယ်အဲ့ဒီတန်းလေးမှာဆိုလို့ဆိုရင်တော့တတမိမိလေးက English speaking ရောပြီးလို့ဆိုရင် phonics ကိုရောတွဲပြီးတော့လေ့လာသင်ယူရမယ့်အတန်းလေးပဲဖြစ်ပါတယ်အဲ့တတမိမိလေးတို့အတွက်အတန်းလေးကတော့အသက်၄နှစ်ကနေစပြီးတော့တက်ရောက်နိုင်တာပဲဖြစ်ပါတယ်အဲ့မိမိတို့အတွက်ရောတမိမိတို့အတွက်ရောအတန်းတစ်လေးတွေကိုတက်ရောက်ချင်တယ်ဆိုလို့ဆိုရင်တော့ Hannah ကို message အားတောင်းမှုဆိုရင် Viber နဲ့တက်စင်ပါတော့ဆက်တယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ် video လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye